ကောင်းမြတ်ဆုံးတော်မူသောဖဖျားယနေ့ကိုရောနှုတ်ကပတ်တော်ဝင်ငါရမယ့်အချိန်နာရီအတွက်တကူကြည်တော်လက်တော်ထဲမှာရှုတည်စွာအနံပါတယ်တရှင်တော်ဝိညာဉ်တော်ဖျားစင်သက်စွာရောက်တော်မူ၍တပိပြောခြင်းထက်ကိုရောပြောခြင်းဖြစ်စေပါအဖကိုရောနှုတ်ကပတ်တော်ကိုကိုရောကိုယ်တိုင်မဲ့ဥဆောင်ပေးပါအဖအချိန်နာရီအတွက်တကူကြည်တော်လက်တော်ထဲမှာရှုတည်စွာအနံနဲ့ဘုန်းတော်မှာဘုန်းတော်အတွက်ဖြစ်စေတော်မူပါမည်ကြောင်းယေရှုတော်ပေါင်းချီးမွမ်း၍သခင်ယေရှုနာမ၌ယူတည်ခြင်းဖြစ်စေတောင်းအနံပါ၏အာမင်တာရုသမီးတို့ဒီနေ့နော်ဒီနေရာမှာတာရုသမီးတို့နဲ့ကြွားရောက်လာတဲ့မိဘတွေကိုနှုတ်ကပတ်တော်ဝေမျှရခြင်းအခွင့်ကိုပြင်ဆင်ပေးတဲ့ဖျားသခင်ရဲ့ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်အခွင့်ပေးတဲ့တာဝန်ရှိသူများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ဒီနေ့နှုတ်ကပတ်တော်ဝေမျှရမယ်ဆိုတဲ့အခါမှာကျမတို့အတူတူပဲပေါ့နော်တာရုသမီးတို့ပေါ့ပေါ့ပါလေးပဲနော်ဒီနေ့ဆမပြောချင်တဲ့အကြောင်းအရာကတာရုသမီးတို့သခင်ယေရှုလောကမှာအသက်ရှင်ခဲ့ခြင်းတုန်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုနဲ့စကားပြောနေတဲ့အဝါအသင်းအမတ်တရားပေးနေတော့မှလို့နော်အမတ်တရားပေးနေတော့မှစုဖို့ပဲမပြီးသေးဘူးနော်ဒီအစီအစဉ်ပြီးမှနော်အဲ့တော့နားထောင်ပါနော်ကဲသားတို့သမီးတို့ကျောင်းမှာသင်္ချာဘာသာရက်သင်ရလားသင်ရတယ်ကြိုက်လားသင်္ချာတွဲရလားကြိုက်လားဟုတ်ဘူးတဲ့ဟုတ်ပြီသင်္ချာမှာဆိုလို့ရှိရင်ကျိုးတွေလက္ခဏာဘယ်နှမျိုးပါလဲ၄မျိုးကဘာကြီးလဲပြောကြည့်ပါဦးအပေါင်းအနှုတ်အမြောက်စာဟုတ်ပြီဒီနေ့ဆရာမသားတို့တပည့်တို့ကိုပြောပြချင်တဲ့နှုတ်ကပတ်တော် message ကနော်တမန်ကျမ်းစာထဲမှာပါတယ်သင်္ချာဘာသာရက်နော်အဲ့ဒီရဲ့အကြောင်းလေးကိုပြောပြမှာဖြစ်ပါတယ်လို့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်သားတို့တပည့်တို့ကိုဆရာမကခဏနေအပေါင်းလေးတွေပြီးကြည့်ပါနော်ကဲဟုတ်ပြီဒါကဘာလက္ခဏာလဲအပေါင်းလက္ခဏာနော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ပေါင်းကြည့်ရအောင်မမြန်နော်ဘယ်ဖွဲ့ရမမြန်ပေါင်းနိုင်လဲ26နဲ့49ကိုပေါင်းရင်ဘယ်လောက်ရတော်လိုက်တာနော်ချက်ချင်းကိုဖြေနိုင်တယ်နော်26နဲ့49နော်ပေါင်းလို့ရှိရင်ဘယ်လောက်ရလဲ85ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီနေ့သားတို့တပည့်တို့ဒီနေ့လေဘုရားသခင်ကလေဒီနေ့ဒုတိယချင်းစီရဲ့အသက်တာနဲ့နော်သူနဲ့ပေါင်းဆက်စေခြင်းနဲ့နော်သခင်ယေရှုလောကမှာအသက်ရှင်တဲ့အခါမှာတော့ကနော်သခင်ယေရှုကလူတွေအများကြီးကိုနော်တရားလိုက်ဟောတယ်နော်လူတွေကလည်းသခင်ယေရှုရဲ့တရားဟောတာကိုကြားချင်တယ်ဒါပေမဲ့သားတို့သမီးတို့သခင်ယေရှုကလေသူတစ်ချိန်မှာသူမောပဲနေတဲ့အခါမှာအနားယူဖို့အတွက်နော်တပည့်တော်တွေနဲ့သူကလှေစီးပြီးတော့ထွက်သွားတယ်ဒါပေမဲ့လူအုပ်ကြီးကလေသခင်ယေရှုလှေစီးပြီးထွက်သွားတာကိုတွေ့တယ်နော်တွေ့တဲ့အခါမှာသခင်ယေရှုရဲ့နောက်ကိုလိုက်ကြတယ်နော်တစ်ဖက်ကန်းရောက်ပြီမဲ့နော်သခင်ယေရှုအနားယူရမယ်ထင်လားအနားမယူရဘူးနော်လူအုပ်ကြီးကိုသူတွေ့တဲ့အခါမှာတဲ့ကလေးတို့အဲ့လူအုပ်ကြီးကိုကြည့်ပြီးသူတနာတယ်တဲ့နော်ထိန်းသူမရှိဘဲနဲ့လွတ်ထားတဲ့တိုးလေးတွေနဲ့တူလိုက်တာတဲ့ကလေးတို့သခင်ယေရှုကလေလူအုပ်ကြီးကိုမြင်ပြီးတဲ့အခါမှာသူချစ်ပြီးတော့တနာတယ်လို့ပဲဒီနေ့သားတို့တပည့်တို့ဆရာမတို့တယောက်ချင်းစီတိုင်းကိုလေချစ်နေတဲ့သူကြောက်ရှိတယ်ဘယ်သူလို့ထင်လဲဖျားသခင်နော်ဖျားသခင်ကဒီနေ့တို့တယောက်ချင်းစီတိုင်းကိုချစ်တယ်သူကအရှာခက်သိန်းကိုဖန်ဆင်းထားတဲ့ဖျားဖြစ်တယ်ဒါကြောင့်တို့တယောက်ချင်းစီတိုင်းကိုသူဖန်ဆင်းထားတဲ့အတွက်ကြောင့်သူအမတန်ချစ်တယ်သူရှိတဲ့ကောင်းကင်နိုင်ငံကိုပြန်လာစီခြင်းနဲ့ဒါပေမဲ့တို့တွေသွားလို့ရလားမရဘူးဘာကြောင့်လဲဟုတ်တယ်တို့တွေအပြစ်ရှိတဲ့အတွက်ကြောင့်ဖျားသခင်ရှိတဲ့ကောင်းကင်နိုင်ငံကိုသွားလို့မရဘူးဒါကြောင့်ဖျားသခင်ကသူ့မှာရှိတဲ့ဓမ္မကြီးသောသားတော်သခင်ယေရှုကိုဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တုန်းကဒီလောကကိုဆင်းလွတ်ခဲ့တယ်သခင်ယေရှုကလည်းဒီလောကကိုယေရှုဆိုတဲ့နာမည်နဲ့ဆင်းလာတယ်ဝိဖွားခြင်းကိုခံခဲ့တယ်နောက်ဆုံးလောကကတ်တိုင်းမှာတို့တယောက်ချင်းစီတိုင်းရဲ့အပြစ်တွေအတွက်အသေးခံပေးသွားတယ်တည်ခြင်းမှာလမ်းဆုံးလားလမ်းဆုံးဘာထပ်ဖြစ်လဲဒီနေ့ကဘာနေ့လဲရှင်ပြန်ထမြောက်တာလေ3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်နော်ဒါကြောင့်သခင်ယေရှုကသူ့ကိုယုံကြည်တဲ့သူကနော်ငါ့ကိုယုံကြည်သောသူဒီထာဝရအသက်ကိုရ၏တဲ့နော်ရချင်ရမယ်ရကောင်းရမယ်ရလက်တက်ဆိုရမရေရမသေးချာတဲ့အဖြေမပြောသွားဘူးနော်ရ၏တဲ့နော်ဒီနေ့သခင်ယေရှုယုံကြည်လက်ခံရင်တို့တွေကတနေ့ကြလို့ရှိရင်ဖျားသခင်ရှိတဲ့ကောင်းကင်နိုင်ငံကိုတွားရမှာဖြစ်တယ်နော်ဒါကြောင့်ဖျားသခင်ကသားတို့သမီးတို့ဆရာမတို့တယောက်ချင်းစီတိုင်းကိုချစ်တဲ့ဖျားရှင်ဖြစ်တယ်ဒီလိုနဲ့သားတို့သမီးတို့လူအောင်ကြီးကလေသခင်ယေရှုရဲ့ပြောတဲ့နှုတ်ကပတ်တော်တွေတရားစကားတွေကိုနားထောင်တာတဲ့နော်တော်တော်လေးအချိန်လင့်သွားတဲ့အခါမှာတဲ့သခင်ယေရှုဟာတတိထားမယ်ဟိုးကြည်စဲလူတွေကြည့်တဲ့အခါမှာလူတွေကဘာဖြစ်နေမှထင်လဲဗိုက်စာနေပြီနော်သူတို့စာလောင်နေတယ်နော်စာလောင်နေတယ်အဲ့ခါမှာဒီလူတွေအများကြီးကိုကျွေးမယ်ဆိုလို့ရှိရင်တပည့်တော်တွေမှာသူတို့မှာအဲ့ဒီလူတွေအားလုံးဝါဖို့အတွက်ကျွေးစရာအစာလည်းမရှိဘူးလုံလောက်တဲ့ငွေလည်းမရှိနော်
အဲ့တော့သခင်ယေရှုကကဲသူတို့စားစရာဖို့မင်းတို့ရှာပါဆိုတဲ့အခါမှာဖိလိပ္ပုကဖြစ်ပါမလားဒီလူတွေစားဖို့ဆိုလို့ရှိရင်နော်ဘလို့မှမဖြစ်နိုင်ဘူးဒါနဲ့နော်သခင်ယေရှုရဲ့တပည့်တော်တွေထဲကနေပြီးတော့အန်ဒရီဆိုတဲ့တပည့်တော်တစ်ယောက်ကတဲ့နော်သခင်ယေရှုရှာခိုင်းတဲ့လူကုန်ကြီးထဲမှာသူအစာသွားရှာတယ်တဲ့ကလေးတို့ရေနော်သွားရှာတဲ့အခါမှာကလေးလေးတယောက်ကိုတွေ့ရတယ်တဲ့အဲ့ကလေးလက်ထက်မှာဘာတွေ့ရလဲဆိုလို့ရှိရင်မုတ်၅လုံးနဲ့၅နှစ်ကောင်ကိုတွေ့ရတယ်တဲ့နော်အများကြီးလားအများကြီးတော့မဟုတ်ဘူးနော်ဒါပေမဲ့တခုခုပဲကလေးတို့ရေနော်ဒီကောင်လေးစီမှာအများကြီးမရှိပေမဲ့သူကလေသူ့မှာရှိတဲ့ဟာကိုအကုန်ပေးဖို့အတွက်အစင်သင့်မယ်ဒါကြောင့်သားတို့သမီးတို့မင်းတို့ရောမင်းတို့မှာရှိတဲ့အရာတွေကိုဖျားသခင်ကလေသူ့အတွက်သုံးချင်နေပေးမလားဆိုရင်သားတို့သမီးတို့ပေးမလားပေးမလားပေးမယ်ကဲဟုတ်ပြီဒါကြောင့်ဒီနေ့သားတို့သမီးတို့ဆရာမနော်ဒီနေ့နှုတ်ကပတ်တော်တစ်ပိုက်ကိုဖတ်ပြခြင်းနဲ့အဲ့ဒါကတော့တစ်ကိုခန်းကြီး6အငယ်20ပါနော်လိုက်ဆိုကြည့်မယ်နော်တင်တို့သည်အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်ဖျားသခင်ပိုင်တော်မူသောတင်တို့၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့်ဖျားသခင်ဂုဏ်တော်ကိုချိန်ရှားစေကြလော့ကဲဟုတ်ပြီနော်ဒီကလေးလေးကသူ့မှာရှိတဲ့အရာအလုံးကိုသခင်ယေရှုကိုပေးလိုက်ခြင်းကဘာနဲ့တူလဲခုနအပေါင်းလေးနော်အပေါင်းလက္ခဏာလေးနဲ့တူတယ်ကလေးတို့ရေကဲသားတို့တို့အနှုတ်ဆိုတဲ့လက္ခဏာရောသိလားသိရနော်ကဲအနှုတ်ရဲ့အဓိပ္ပာယ်ကဘာလဲဖယ်ထုတ်လိုက်တာဖြစ်တယ်နော်နှုတ်လိုက်တယ်ဆိုတာဘာလဲဖယ်ထုတ်လိုက်တာကျောင်းမှာသင်ရတယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်28ထဲကနေပြီးတော့19နှုတ်ရင်ဘယ်လောက်ရဘယ်လောက်ကျန်လဲ9ကျန်တယ်ကဲဟုတ်ပြီအဲ့တော့အန်ဒရီကနော်ကလေးလေးစီယာလေးပါလာတဲ့မုံ9လုံးနဲ့9နှစ်ကောင်ရှိတဲ့ကလေးကိုသခင်ယေရှုစီကိုခေါ်လာတယ်နော်မတွေ့လားသခင်ယေရှုစီကိုခေါ်လာခဲ့တယ်နော်သခင်ယေရှုကိုသူ့မှာရှိတဲ့အရာအလုံးကိုပေးဖို့ပြောတဲ့အခါမှာဒီကလေးလေးကဆမချင်နေနော်ကစီပနဲ့ဝမ်းသာစွာနဲ့သူပေးခဲ့တယ်ဒါကြောင့်ဒီကောင်လေးစီကသခင်ယေရှုကနှုတ်လိုက်တာဖြစ်တယ်ဖယ်ထုတ်လိုက်တာဖြစ်တယ်သူ့လက်ထက်မှာရှိသေးလားမရှိတော့ဘူးဘသူစီရောက်လာလဲသခင်ယေရှုစီကိုရောက်လာတယ်ဒါကြောင့်သားတို့သမီးတို့ရဲ့တတ်တာထဲမှာလဲနော်ကိုယ်မှာရှိတဲ့အရာကိုသခင်ယေရှုကအလိုရှိတဲ့အခါပေးခြင်းနဲ့စိတ်ရှိတာရှိရနော်ဒီနေ့မှာဘယ်နှနာရီရှိလဲ24နာရီရှိတယ်တနာရီမှာမိနစ်ဘယ်လောက်ရှိလဲမိနစ်60ရှိရနော်တို့တွေ15မိနစ်ဆိုတော့အကန့်လေးကိုကန့်လိုက်ရင်ဘယ်နှပိုင်းရမယ်ထင်လဲ96ပိုင်းရတယ်တော်လိုက်တာမှတ်မိရနော်ဆိုတော့အဲ့ဒီထဲမှာရှိတဲ့တစ်ပိုင်းလေး15မိနစ်ကိုသားတို့သမီးတို့တနေ့မှာသခင်ယေရှုအတွက်ပေးချင်တာဖျားသခင်နဲ့အချိန်ယူခြင်းဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းနဲ့သားတို့သမီးတို့ပေးချင်လားဒါအချိန်လေးပဲရှိသေးတယ်နော်သားတို့သမီးတို့မှာရှိတဲ့အရာကိုဖျားသခင်ကိုမင်းတို့ကပေးမယ်ဆိုရင်ဖျားသခင်ကလည်းသားတို့သမီးတို့ကိုကောင်းကြီးတွေမြောက်များစွာပေးမှဖြစ်တယ်နော်ဒါကြောင့်ခုနကတော့ရွတ်ဆိုသွားတယ်နော်တစ်ကောခန်းကြီး6ငွေ20မှာဆိုလို့ရှိရင်သားတို့သမီးတို့ဟာသခင်ယေရှုကိုယုံကြည်လက်ခံပြီးဖျားသခင်ရဲ့သားသမီးတွေဖြစ်ပြီးဆိုလို့ရှိရင်ဖျားသခင်ကလေသားတို့သမီးတို့ဆရာမတို့တယောက်ချင်းစီကနေပြီးတော့တို့တွေရဲ့အသက်တာသူပေးထားတဲ့အချိန်နာရီတွေကတို့တွေကသူပြန်ပြီးတော့အချိန်ပေးဖို့လိုတယ်လို့သူပေးထားတဲ့ကောင်းကြီးမင်္ဂလာငွေကြီးတွေကနေပြီးတော့လေဆက်ဖို့တဖို့ကိုဖျားသခင်ကိုပေးဖို့အတွက်ဖျားသခင်အလိုရှိတယ်။ဘာဖြစ်လို့လဲတို့တွေတယောက်ချင်းစီတိုင်းကသခင်ယေရှုရဲ့အသွေးတော်နဲ့တို့တွေကိုဝယ်ယူထားတဲ့အတွက်ကြောင့်မင်းတို့ကိုဘယ်သူပိုင်လဲဖျားသခင်ပိုင်တယ်နော်။ဒါကြောင့်ဒီကလေးလေးစီကရတဲ့မုံ9လုံးနဲ့9နှစ်ကောင်ကအများကြီးလားအများကြီးမဟုတ်ဘူးအနည်းငယ်လေးဖြစ်မယ်သခင်ယေရှုကလက်ခံတယ်ကဲကလေးတို့ကဲသူ့လက်ထဲကိုနော်သခင်ယေရှုကနော်ကလေးလေးစီကဘုံ9လုံးနဲ့9နှစ်ကောင်ရလာတယ်သခင်ယေရှုလက်ထဲကိုရောက်လာတဲ့အခါမှာသခင်ယေရှုကဘာလုပ်ပြလိုက်တယ်လို့ထင်တယ်ဒါမှလေးလေအမြောက်လက္ခဏာနော်သခင်ယေရှုကအဲ့ဒါကိုစပွားလိုက်နှောက်လိုက်တယ်ဆိုတော့ဟာအစတွေအများကြီးပွားအောင်လို့နှောက်လိုက်တာဖြစ်တယ်နော်တကယ်ကိုသခင်ယေရှုကအံ့ဩဖွယ်ပ
ပြုခဲ့တယ်နော်အစားအစာအနေငယ်ကိုလေရှောက်ကြားကြီးပဲဆိုလို့ရှိရင်လူ9000နော်မိမတဲ့ကလေးတွေဆိုလို့ရှိရင်1000ကျော်တော့မကရှိပါနော်အဲ့ဒီလူအုပ်ကြီးကိုသခင်ယေရှုကအားလုံးဝဝလင်လင်စားဖို့အတွက်သူကမြောက်လိုက်တယ်နော်အမြောက်ဆိုတာဘာလဲစပွားလိုက်တာနော်မြောက်များဆိုတာပွားများလိုက်တာဖြစ်တယ်နော်ပြီးတော့သခင်ယေရှုကဘာလုပ်လဲဆိုလို့ရှိရင်ကဲဟုတ်ပြီနော်အဲ့ဒီလူအုပ်ကြီးကိုအစုလိုက်လဲလျောင်းခိုင်းလိုက်တယ်လဲလောင်းခိုင်းလိုက်ပြီးတော့ဘာလုပ်လဲဆိုရင်သူ့ရဲ့တပည့်တော်တွေကိုနော်ဒီလူတွေကိုတွားပြီးတော့ဒီကလေးလေးစီကမုတ်ကိုနော်သခင်ယေရှုကယူပြီးတော့အိုးကောင်းကင်ကိုကြည့်ပြီးတော့မျောကြည့်ပြီးတော့သူကျေးဇူးတော်ကိုချီးမွမ်းပြီးတော့နော်သခင်ယေရှုကပြီးရနေသူ့ရဲ့တပည့်တော်တွေကိုဒီလူတွေစီကိုလောင်းနေတဲ့လူတွေနော်လဲလောင်းနေအစုလိုက်ခွဲထားတဲ့လူတွေစီကိုတွားပြီးတော့ဝေငှခိုင်းလိုက်တယ်တဲ့နော်တကယ့်ကိုအံ့ဩပွဲအမြောက်လက္ခဏာပဲဖြစ်တယ်နော်ဒါကြောင့်သားတို့တပည့်တို့သခင်ယေရှုကကောင်းကင်ကိုမျှော်ကြည့်ပြီးကျေးဇူးတော်ကိုချီးမွမ်းလိုက်တယ်ပြီးတော့တပည့်တော်လက်ထက်ရတပည့်တော်တွေဝေပေးလိုက်တဲ့ခါမှာတပည့်တော်တွေရဲ့လက်ထက်ရနေပြီးတော့အဲ့ဒီမုတ်တွေကရော့သွားတာမရှိပဲနော်လူတိုင်းလုံလောင်းစားရတယ်နော်သားတို့တပည့်တို့လည်းနော်သတိထားမယ်နော်အစားအစာမစားခင်သားတို့တပည့်တို့ဖျားတဲ့ကျေးဇူးတော်ချီးမွမ်းလားချီးမွမ်းမယ်ကျေးဇူးတော်ချီးမွမ်းပြီးမှစားရမယ်နော်ကဲဟုတ်ပြီအံ့ဩပွဲနော်တကယ်ကိုအမြောက်လက္ခဏာပဲနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒါကဘာလဲအစားလက္ခဏာနော်ကဲအစားလက္ခဏာဆိုတာဘာလဲအစားဆိုတဲ့အဓိပ္ပာယ်ကအစားလိုက်တာညီမြဝေပေးတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်နော်ကဲ30ဦးနဲ့နှစ်ဆိုင်ဘယ်လောက်လဲဒါကတော့အလွယ်ဆုံးပဲနော်အေးသခင်ယေရှုကလည်းခုနကနော်အစားအစာတွေကိုစားလိုက်ပြီးတော့စားလောင်နေတဲ့လူတွေအားလုံးကိုဝေမျှလိုက်တယ်အားလုံးဘိုက်ဝါကြတယ်ကဲသားတို့သမီးတို့အစားပုတ်စာတွေကိုတွက်ဖူးတယ်နော်အစားပုတ်စာတွက်လိုက်တဲ့အခါမှာအကျွင်းဆိုတာကြံတက်တယ်အဲ့ပုတ်စာမျိုးတွက်ဖူးရနော်အကျွင်းမလောက်လေဆိုနော်အေးနော်ကနန်းတစ်ခုအကျွင်းဆိုတဲ့အဓိပ္ပာယ်ကဘာလဲကနန်းတစ်ခုကိုတစ်ခုနဲ့စားတဲ့အခါမှာဘာဖြစ်လဲခုနတို့စားလိုက်တယ်ခုနကတော့အကျွင်းမကြံဘူးနော်တချို့ကိန်းကနန်းတွေကစားပြီးလို့ရှိရင်အကျွင်းကြံတက်တယ်ကဲအဲ့ဆို39ကို6နဲ့စားရင်ဘယ်လောက်ကျွင်းမလဲဘယ်လောက်ကျွင်းလဲခုနှစ်လား3နော်အဝါသိန်းရပြန်လို့3ကျွင်းနဲ့နော်အဲ့ဒီမှာအကျွင်းကြံတယ်ကဲကလေးတို့အံ့ဩပဲနော်သခင်ယေရှုကကလေးလေးစီရလာတဲ့နော်မုံ9လုံးနဲ့9နှကောင်ကိုတကယ်ပဲသူမြောက်ပြီးတော့နော်ကျေးဇူးတော်ချီးမွမ်းလိုက်ပြီးတော့ဝေပေးတဲ့အခါမှာအံ့ဩပဲနော်ပွားများပြီးတဲ့အခါမှာလူတိုင်းစားပြီးတဲ့အခါမှာကြည့်ပါဦးနော်တပည့်တော်တွေဟာမစားရသေးတယ်မုံနဲ့9အကျွန်းချံဘယ်လောက်ကြလဲအကျွန်း12တောင်းရတယ်အံ့ဩပဲနမိတ်လက္ခဏာပဲနော်အဲ့ဒါကဘာကိုဖော်ပြလဲဆိုရင်သခင်ယေရှုကဖခင်သခင်ရဲ့တပါးကြီးသောသားတော်ဖြစ်တယ်ဆိုတာကိုတယောက်ချင်းစီတိုင်းကိုပြသလိုက်တာပဲဖြစ်တယ်ဒီနေ့တို့တွေရောမသိရဘူးလားသိရတယ်နော်ပြီးတော့သခင်ယေရှုဟာလေဒီတိုင်းပဲဒီအဖြစ်ပြက်ကလေးကိုကြည့်ကြရဖြစ်နော်ဒီနေ့ဒီမှာရှိနေတဲ့သားတို့သမီးတို့ဆရာမတို့ရဲ့တယောက်ချင်းစီတိုင်းရဲ့အသက်တာကိုလည်းအသုံးပြုပြီးတော့များပြားတဲ့ကောင်းချီးမင်္ဂလာတွေကိုပြုလုပ်ပေးနိုင်ကြောင်းဒီနေ့တို့တွေကိုဒီအဖြစ်ပြက်ကလေးကတတိပေးနေတယ်အခုသားတို့သမီးတို့ကြားလိုက်ရတယ်အိုးဒီအရာလေးတွေကနော်သင်္ချာဘာသာရဲ့တမန်ကျမ်းစာတော့ပါတဲ့အကြောင်းအရာလေးအဖြစ်ဒီနေ့တို့အသက်တာကိုလည်းဖျားသိစကားပြောနေတယ်ဒီနေ့ဒီမှာထိုင်နေတဲ့သားတို့သမီးတို့တယောက်ချင်းစီရဲ့အသက်တာအဖြစ်ဖျားသခင်ကမင်းတို့နဲ့အတူတူအလုပ်လုပ်ခြင်းနဲ့သားတို့သမီးတို့ရဲ့အသက်တာအဖြစ်ဖျားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေခြင်းနဲ့သားတို့သမီးတို့တယောက်ချင်းစီရဲ့အသက်တာအဖြစ်သခင်ယေရှုခရစ်တော်ကိုမသိသေးတဲ့သူတွေသိဖို့အတွက်နော်မင်းတို့ရဲ့တသက်ခံခြင်းလိုအပ်တယ်နော်မင်းတို့ရဲ့ပြီးလူခြင်းတွေလိုအပ်တယ်ဖျားသခင်အတွက်အကောင်းဆုံးကိုပြန်ပေးနိုင်တဲ့သားတွေသမီးတွေဖြစ်ဖို့အတွက်နော်ဒီနေ့ဖျားသခင်ဟာတို့တယောက်ချင်းစီရဲ့အသက်တာကိုအလိုရှိတယ်သားတို့သမီးတို့ဒီအဖြစ်ပြက်ကလေးမှာတွေ့ရတဲ့ကလေးကနော်ဒီကောင်လေးကသူ့ရဲ့နေ့လည်စာကိုပြီးခဲ့ပြီမဲ့သူ့မှာဘာဆုံးရှုံးသွားလဲဘာမှမဆုံးရှုံးသွားဘူးသူကိုယ်တိုင်လည်းဟာဝဝလင်လင်စားရတယ်နော်ပြီးတဲ့ခါမှာလူအုပ်ကြီးကအကုန်လုံးစားရတယ်ပြင်အိုးအော်ဘာနော်12တောင်းပူတာကိုလည်းသူတွေ့ရတယ်ဖြစ်တယ်ဒါကြောင့်သားတို့သမီးတို့ကိုယ်မှာရှိတဲ့အရာတွေကိုစုပ်ကင်မထားပဲနဲ့ဆရာမတို့ဒီလောကကြီးဒီကိဒီချိန်ဟာဆရာမတို့တိုင်းပြည်ကြီးမှာစိန်ခေါ်ချက်တွေအများကြီးရှိရနော်မင်းတို့တွေကဘာမှမလုပ်ပေးနေနိုင်တော့မှသားတို့သမီးတို့ဟာဆရာမတို့ရဲ့တိုင်းပြည်ကြီးအတွက်နော်ဆရာမတို့ရဲ့အသင်းတော်တွေအတွက်အကူအညီလိုအပ်နေတဲ့သူတွေအတွက်နော်မင်းတို့ရဲ့ဆုတောင်းခြင်းမင်းတို့ရဲ့ပေးလူခြင်းမင်းတို့ရဲ့အသက်တာဖျားသခင်ဘုန်းတော်ထင်ရှားတဲ့အသက်တာနဲ့အသက်ရှင်နိုင်တဲ့သားတွေသမီးတွေဖြစ်ဖို့ဖျားသခင်အလိုရှိတယ်ဖြစ်ချင်လားဖြစ်နိုင်လားဖြစ်နိုင်တယ်ဟုတ်ပြီဒါပေမဲ့သားတို့သတိထားမယ်နော်သခင်ယေရှုကိုမယုံကြည်လက်မခံရသေးဘူးဆိုလို့ရှိရင်တော့သားတို့သမီးတို့
ထာဝရအသက်လက်ဆောင်ကိုမရတယ်လို့နော်မင်းတို့ပေးခြင်းနဲ့အကောင်းဆုံးသောအရာတွေကိုဘုရားသခင်ကိုပေးနိုင်မှာမဟုတ်ပါဘူးလို့နော်ငါရက်တာလုံးမှာဆရာမတို့တွေသင်ကြားခဲ့ပြီးဒီထဲမှာသခင်ယေရှုမယုံကြည်လက်မခံရသေးတဲ့သားတွေသမီးတွေရှိရင်ဒီကနေ့ပဲသခင်ယေရှုကိုယုံကြည်လက်ခံဖို့အတွက်နော်ဒီနေ့ဆရာမကတိုက်တွန်းလို့တလို့နော်ဒီနေ့ဘုရားသခင်ရဲ့သားသမီးဖြစ်တဲ့သားတို့သမီးတို့ကြောက်ချင်းစီရဲ့အသက်တာအဖြစ်နော်ကဘာကြီးအတွက်တော်၎င်းနမပြည်ကြီးအတွက်တော်၎င်းအထူးသဖြင့်ဘုရားသခင်အတွက်အကောင်းဆုံးအသက်ရှင်နိုင်တဲ့သားတွေသမီးတွေဖြစ်နိုင်ပါစေလို့သခင်ယေရှုနာမ၌ဆုတောင်းပေးပါတယ်နှုတ်ကပတ်တော်အဖြစ်တယောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ